呀，半本上里我呢，冲的里吧，吐露呀的哈里，ဒါလေးကိုနည်းပြောပြမယ်။ဆက်စားခြင်းမှာ material လေးလုပ်တယ်ပေါ့နော်။ material လေး12ခုလုပ်လိုက်တယ်။ပြီးရင်တိုင်ပွားလေးကိုတစ်ပေါင်းမှာ2တိုင်အကုန်လုံးတိုင်ရှင်းနေပဲထိုးတယ်ပေါ့နော်။2တိုင်ပြီးသွားလို့ရှိရင်1 chain ပြီးရင်2တိုင်ပြီးရင်နောက်တစ်ဆင့်ဆိုလို့ရှိရင်1 2တစ်တိုင်2တိုင်နောက်တစ်ဆင့်ဆိုရင်တစ်တိုင်2တိုင်နောက်တစ်ဆင့်ဆိုရင်3တိုင်2တိုင်အဲ့လိုမျိုးတစ်ဆင့်တက်သွားမယ်အကုန်တစ်ခွက်ပြီးတိုင်းချိန်တစ်ခုပို့ထိုးမယ်ပေါ့နော်ထုတ်ပြပါမယ်အခုကဒါ26အထိရှိပြီပေါ့နော်ထိုးရတာဆိုရင်ချိန်2တက်မယ်နော်ပြီးရင်ဒီထဲမှာပဲတိုင်ရှည်တိုင်းထိုးမယ်တိုင်ထိုးရမယ်ပေါ့နော်ကိုချုံခြင်းနဲ့ site ပေါ့အသေးလေးထိုးခြင်းလဲထိုးလို့ရတယ်ဒါကိုကြီးရင်ကြီးခြင်းသလောက် site ကိုချဲပြီးတော့တိုင်လေးပွားပြီးထိုးလိုက်ပေါ့နော်နောက်ဆုံးတစ်ခုမှအမြဲတမ်း2တိုင်ထိုးမယ်အကုန်လုံးတိုင်ရှိပဲထိုးတာပါကိုလုံးတစ်ပေါက်ကိုတစ်တိုင်းစီထိုးသွားမယ်လိုလေးထိုးသွားပါတော့ကိုကြိုက်တဲ့အရှိကိုထိုးပေါ့နော်ဒါနောက်ဆုံးဆိုရင်ဒီမှာ2ခုတစ်ပေါက်မှာ2ခုပေါ့နော်အဲ့ဒါဆိုလဲအခုဒီမှာလဲတစ်ပေါက်မှာတိုင်ရှင်2တိုင်ပြီးသွားပြီဆိုရင်တော့ chain 1 chain တစ်ခုထိုးလိုက်ဟုတ်ပြီနော်အဲဆိုရင်ဒီမှာပြန်ရှိရင်2 4 6 8 10 12 14 16 18 20 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171
နှစ်လေးနှစ်6နှစ်ခွန်နော်နှစ်ခွန်ဒါနှစ်ခုပြီးရင်တစ်ချိန်တစ်ခုတက်ပြီးရင်နောက်တစ်ခွက်မှာလေဒီလိုပဲတစ်ပေါက်ကိုတစ်တိုင်းနှုံးနဲ့ထိုးသွားနောက်ဆုံးမှာနှစ်တိုင်းအဲ့လိုမျိုးကိုလိုချင်တဲ့လောက်အရှိကိုထိုးသွားလိုက်နော်